Focus by Chris Bar ဒီချက်ဒီ video မှာတော့ဒီ small friend formula addition 2ကိုတွက်ပြပေးမှာဖြစ်ပါတယ်ဒီချက်တို့ small friend formula ဆိုတဲ့အခါမှာ friend ကို remove boss ကိုတိတ်ဆိုပြီးတော့ဆိုရပါတယ်ဒီချက်တို့ small friend formula ရဲ့ boss ကတော့5ပါအခုဒီနေ့က addition 2ကိုတွက်ပြပေးမှာဖြစ်တဲ့အတွက် addition 2ရဲ့သူ့ရဲ့ friend ကတော့3ဖြစ်ပါတယ်အဲ့တော့3ရဲ့ friend က2ရဲ့ friend က3ပေါ့နော်friend ကို remove boss ကိုတိတ်ဆိုပြီးတော့ဒီချက်တို့ formula လေးကိုဆိုရဖြစ်ပါတယ်ဒီချက်ပု္ပ္ပစာလေးတွက်ပြပေးမယ်အဲ့ဆိုရင်တော့ပို့ပြီးရှင်းသွားနိုင်မယ်နော်ဒီကတော့ဒီချက်ညာဘက်လက်ပါခုကနမ်းမဲ့အသုံးပြုတာဖြစ်တဲ့အတွက်ဒီချက်ညာဘက်လက်နဲ့အသုံးပြုမှာဖြစ်ပါတယ်ဟုတ်ပြီစတွက်မယ်ပေါ့နော်3 2ဆိုရင်ဒီချက်တို့2လက်ထောင်ဖို့လက်မလောက်တော့အဲ့တော့သူ့ရဲ့ formula လေးဆိုမယ်နော်2ဆို2ရဲ့ friend က3ဆိုလက်သုံးချောင်းလုံးချို့ချမယ် friend ကို remove boss ကိုထိ -5 2 the answer is 2 now 5 3 -5 2ရဲ့ friend က3အဲ့တော့ friend ကို remove boss ကိုထိ the answer is 5 now 4 3ရဲ့ friend က2ဆိုနှစ်ချောင်းပေါ့နော် friend ကို remove boss ကိုထိ now 2 -5 the answer is 4 okay 2 7 -6 2ရဲ့ friend က3ရဲ့တော့ friend ကို remove boss ကိုထိ the answer is 5 6 -5 3 2ဆိုတော့2ရဲ့ friend က3ဆိုတော့ friend ကို remove boss ကိုထိ the answer is 6ဒါကတော့ဒီချက် small friend formula က addition 2ကိုတွက်ပြပေးခြင်းဖြစ်ပါတယ်ရှေ့ဗီဒီယိုတွေမှာလည်းဒီချက်အစင်လိုက်လေးတွေဒီဗီဒီယိုလေးတွေပေါ့နော်အစင်လိုက်လေးတင်လို့ရအောင်တင်ပေးထားပါတယ်ရှင်ဟုတ်ကဲ့တကယ်လို့ဒီပု္ပ္ပစာနဲ့ပတ်သက်ပြီးတော့အဆင်မပြေရမေးချင်တာရှင် comment မှာမေးခဲ့လို့ရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်တွေ့ကြပါမယ်နော်